ဖះလောင်းကဟိမန္တာတောင်ခြေကသူ့ရဲ့ဒေသရှိပါတယ်ကောသလတိုင်းတွေကထက်တန်းကြတဲ့မျိုးရိုးတစ်ခုပစ္စည်းဥစ္စာလည်းကျွယ်ဝတယ်လုံလဝီရလည်းအမတမကောင်းတဲ့မျိုးရိုးကပါလို့ဒါမြတ်စွာဘုရားအလောင်းကဗိမိတရမင်းကိုဒီလိုပြောခဲ့အဲ့ဒီမှာသူဆက်ပြောတာဗာပြောတော့အာဒိဋ္ဌာနာမခွတ်တေနတာကိယနာမဇာတိယသူ့အနွယ်ဟာအာဒိဋ္ဌနေမျိုးနေတွေဖြစ်ပါတယ်ဇတ်ကတော့တာကိယဇတ်ဖြတ်ပြောပါတယ်တမ္မာကုလပပ္ပစိတောနကာမိအဘိပတ္ထယေအဲ့ဒီမျိုးရိုးကနေသူသင်္ကန်းဝတ်လာတာပါတဲ့ကာမဂုဏ်အာယုန်တွေကိုသူမမျှော်မှန်းပါဘူးအလုံးကိုစွန့်လွတ်ခဲ့တာပါလို့ဟောဒီစကားအရမြတ်စွာဘုရားအလောင်းတော်ရဲ့ဇာတိဒေတာမျိုးရိုးအကြောင်းကိုတစွန်းတစဘုန်းကြီးတို့သိခွင့်ရတယ်ပေါ့တာကိယနာမဇာတိယမျိုးရိုးကတာကိယပါလို့ဘာကြောင့်ပြောတာတော့ဟိမန္တာတောင်ခြေကလူမျိုးတစ်မျိုးဘာကြောင့်တာကိယလို့ခေါ်ရတယ်လေလို့ဆိုတဲ့တာကိဝင်သမိုင်းကိုပြန်ပြီးတော့ကြည့်တဲ့အခါအဲ့ဒီသမိုင်းကြောင်းကိုဖော်ပြထားတာတော့ဒီကနေ့ကတိလက္ခဏာဝက်ကအာမထတုတ်ပါတစွန်းတစပါရှိတယ်ပေါ့အဲ့ဒီကောသလတိုင်းတွေကပဲအောက်ကကဆိုတဲ့ဘုရင်ကြီးဟာအမတမဘုံတကူကြီးတယ်ဘုရင်နေဆိုတာမိဖုရားကြီးတွေဆုံးသွား၍ဖြစ်စေသူများကလာဆက်လို့ဖြစ်စေမိဖုရားငယ်တွေနောက်ထပ်လက်ထပ်လေးရှိကြတာနောက်ဆုံးမှာမိဖုရားငယ်တူသူလက်ထပ်ထိမ်းမြန်းလိုက်တဲ့အခါကျတော့အဲ့ဒီမိဖုရားငယ်ကမင်းသားငယ်မွေးဖွားလာတဲ့အခါအရင်မိဖုရားကြီးကမွေးဖွားတဲ့သားကြီးတွေရှိလာစင်မြိုင်နေဖြစ်လာစင်မြိုင်နေဖြစ်လာတော့မိဖုရားငယ်ကမွေးတဲ့ကလေးကိုသူကပို့ချစ်တော့မင်းသားကြီးတွေကိုအဝေးပို့ပစ်တာပေါ့ဒါထုံးစံပဲလူတွေစားဒီတိုင်းပဲနော်မင်းသားကြီးတွေကိုနဲနှင်လိုက်တာဘယ်နှင်လိုက်တော့ဆိုသူသားကြီးတွေ၄ယောက်ဥက္ကမုခါတဲ့အကြီးဆုံးကဒုတိယကကရကန္တာတဲ့ကရကန္တုလို့လည်းခေါ်တယ်တတိယကဟဋ္ဌိနိကာတဲ့စတုထမင်းသားကတိနိတူရာအဲ့ဒီမင်းသားကြီးတွေကိုတိုင်းပြည်ကနေပြီးတော့ကမင်းတို့အဝေးသွားကြတို့ငါနေပြည်တော်မှာမနေချမ်းနဲ့လို့ဆေလွတ်လိုက်တဲ့အခါသားကြီးတွေသမီးကြီးတွေဟာသူ့အဖေကနေကိုနှင်လွှတ်လိုက်တဲ့အခါသူတို့ဘယ်သွားကြတော့ဆိုဟိမန္တာတောင်ဘက်ကိုထွက်သွားကြဟိမန္တာတောင်ခြေမှာရေကန်ကြီးတစ်ခုအမြဲတမ်းလှပတဲ့သဘာဝရေကန်ကြီးနားမှာကျွန်းတော်ကြီးရှိတယ်အဲ့ဒီကျွန်းတော်ကြီးထဲမှာရေကန်ဘေးမြို့တည်ကြကပိလဝမြို့ဆိုတာတည်တယ်ပေါ့နော်ကျွန်းတော်ကြီးထဲမှာနေထိုင်ရတာဖြစ်သောကြောင့်တာကဆိုတာကျွန်းပင်ကိုပါဠိလိုတာကလို့ခေါ်တယ်တာကဆိုတဲ့ကျွန်းတော်ကြီးထဲမှာနေရာတည်ထောင်တာဖြစ်ပြီးနေထိုင်ရတဲ့ပုဂ္ဂိုလ်တွေဖြစ်လို့တာကိယလို့ခေါ်တယ်ကျွန်းတော်ထဲမှာနေထိုင်ရသူလို့အဓိပ္ပာယ်ရတယ်အဲ့ဒီကျွန်းတော်ထဲမှာမျိုးပြတည်ထောင်ပြီးနေတဲ့အခါမှာသူတို့မျိုးရိုးကိုသိတ္တမိုးထားတယ်သိတ္တမိုးထားတော့ဒီပြင်မျိုးရိုးတွေမတတ်တာတွေပါလာမှာစိုးသည့်အတွက်ကြောင့်မင်းသား၄ယောက်က အမနဲ့နှမတွေ9ယောက်ပါလာတဲ့အထက်မှာအမကြီးတစ်ယောက်တော့ဖယ်ထားပြီးတော့ညီမငယ်တွေနဲ့မင်းသားတွေဟာအိမ်အောင်ပြုတ်လိုက်ကြတယ်။ပေါင်နှမအရင်နေအိမ်အောင်ပြုတ်လိုက်တာနော်။အိမ်အောင်ပြုတ်တယ်ဆိုတာပြုတ်ချင်လို့ပြုတ်တာမဟုတ်ဘူး။အမျိုးကိုစောင့်ရှောက်တာသူတို့။ကို့မျိုးကိုတံမိုးထားတာပေါ့။သူများတွေဝင်းမလာစေချင်ဘူး။ဗမာစကားနဲ့ပြောရင်ဖိတ်ချင်းဖိတ်ကို့အိတ်ထဲဖိတ်တယ်။ဗမာတွေကတော့အဲ့လိုလုပ်လို့ရှိတယ်။အိတ်ထဲတော်ဖိတ်ချင်တာနော်။အိတ်ကိုဖောင်းနေအောင်ဖိတ်တာသူကဖိတ်ချင်းဖိတ်အိတ်ထဲဖိတ်ဆိုပြီးတော့အဲ့ဒါလိုလောက်ကြအဲ့ဒီတရင်ကဘယ်ရောက်သွားတော့ဆိုဥက္ကကမင်းကြီးစီတရင်ရောက်သွားမင်းသားတွေဘယ်လိုနေကြလဲဘာလုပ်ကြလဲဆိုတော့ကျွန်တော်ကြီးထဲမှာမျိုးတယ်ပြီးတော့နေကြတယ်တဲ့နှမအရင်နေနဲ့အိမ်အောင်ပြုတ်တယ်ဆိုတော့ဘုရင်ကြီးကအေးအမျိုးဆောင်မှုတတ်နိုင်လိုက်ကြတာတကြဝတဘောကုမာရာပရမတကြဝတဘောကုမာရာငါသားတွေမင်းသားတွေကြည်စမ်းအမျိုးကိုစောင့်ကြပါပေတယ်စောင့်နိုင်ကြပါပေတယ်စွမ်းရည်တတ္တိရှိကြပါပေတယ်တတ္တိကောင်းကြပါပေတယ်ဆိုတဲ့စကားလုံးနဲ့စွမ်းနိုင်သူဆိုတဲ့အဓိပ္ပာယ်ရတယ်တကြဆိုတဲ့နာမည်ဥဒ္ဒံဒီစကားလုံးကိုသုံးလိုက်တဲ့အခါအဲ့ဒီကစပြီးတာခိယတွေကိုတကြလို့လည်းခေါ်သွားတာနော်စွမ်းနိုင်သူမျိုးကိုစောင့်ထိန်တဲ့နေရာမှာအလွန်စွမ်းနိုင်သူတွေပဲလို့ဝမ်းသာစကားပြောတာအဖေလုံးတဲ့ပုဂ္ဂိုလ်ကအဲ့ဒါနဲ့တကြဆိုတဲ့လူမျိုးခဏခေတ်ထီအောင်ဒီပေါ်နိုင်ငံမှာ
သူတို့အတန်တွဲနဲ့ပြောရင်စက္ကယဆိုတဲ့တက်ကြလူမျိုးတွေဟာခဏထီအောင်ရှိသေးတယ်ပေါ့ရုပ်ရည်အပြင်ဗမာတွေနဲ့ဆင်းတယ်တိဘက်တို့ဗာမင်းအနွယ်တွေဖြစ်သည့်အတွက်ကြောင့်ဗမာတွေနဲ့ဆင်းတယ်အဲ့ဒါကတက်ကြသမိုင်းမယ်လို့ဒီလိုမှတ်သားကြရတယ်ပေါ့အဲ့တော့ဂေါတမဗုဒ္ဓဟာအာဒိဋ္ဌဆိုတဲ့အနွယ်အဲ့ဒီအာဒိဋ္ဌဆိုတဲ့အနွယ်ကိုပဲဂေါတမလို့လည်းခေါ်တယ်တာကိယလို့မျိုးဆက်အဖြစ်တာကိယမျိုးရိုးကနေပြီးတော့အခုလို့သာသနာပေါင်းဖရာယဟန်တစ်ပါးအနေနဲ့တရားကျင့်မှုထွက်ခွာလာခဲ့တာတဲ့ဒါကတာဂိဝေတို့ရဲ့သမိုင်းလေးပေါ့တာဂိဝေနေဆိုတာအလွန်မာနကြီးတယ်မျိုးရိုးမတူတဲ့ပုဂ္ဂိုလ်ဘယ်တော့မှလက်ထပ်ထင်းများလေးမရှိဘူးအမျိုးဆောင်တာတာဂိဝေဖြစ်ချင်တော့အမျိုးလေးစားရလိမ့်မယ်နော်တာဂိမျိုးဟိဒုပမာဆိုပြီးတော့အမျိုးကိုမဆောင်ရင်တော့တာဂိမျိုးရဲ့အကျင့်တရားရှိမှာမဟုတ်ဘူးဟောတာဂိဝေမင်းနေဟာအင်တမအမျိုးကိုလေးစားကြတယ်မိမိတို့ကိုယ်တိုင်လည်းမျိုးမတူတဲ့လူနဲ့လက်မထပ်ဘူးသူမညာကိုလည်းမျိုးမတူတဲ့ပုဂ္ဂိုလ်နဲ့မိမိတို့ရဲ့သားသမီးတွေကိုလည်းမပေးစားဘူးလို့ဆိုပါတယ်ကောသလမင်းကြီးကလာတောင်းတဲ့အခါကျတော့မပေးဘဲနေလို့မရဘူးလေမပေးရင်ပြဿနာတက်အောင်ပါအဲ့တော့မပေးဘဲနေလို့မရတဲ့အခါကျတော့စဉ်းစားကြတယ်ဆွေးနွေးကြတယ်အလုံးစုပေါင်းပြီးတိုင်ပင်ကြတဲ့အခါကျတော့အဲ့ဒီတုန်းကအုပ်ချုပ်နေတဲ့အကြီးကဲကမဟာနာမင်းလို့ခေါ်တယ်မဟာနာမရှင်နုရောဓရဲ့အကိုအရင်သူကပြောတယ်ဒီကိစ္စသူဖြေရှင်းမယ်ပေါ့သူ့အိမ်မှာအလွန်ချောမောလှပတဲ့ကျွန်မရဲ့သမီးနာဂမုံဒါဆိုတဲ့ကျွန်မနဲ့သူနဲ့ရထားတဲ့သမီးလေးတစ်ယောက်ရှိတယ်ဝါသဘခတ္တိယလို့ခေါ်တယ်အဖေကမင်းမျိုးအမေကကျွန်မျိုးအဖေမျိုးကအရေးကြီးတယ်အဖေကအမျိုးမြတ်တယ်မင်းမျိုးတွေကသို့တော့အမြဲတမ်းချောမောလှပတဲ့နာဂမုံဒါကျွန်မနဲ့ဒီမဟာနန်ကြီးကသမီးလေးတစ်ယောက်ရထားတယ်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်တာဂိဝင်စစ်တော့မဟုတ်ဘူးသို့တော့တာဂိဝင်ရဲ့ရင်သွေးဖြစ်နေတော့ဝါသဘခတ္တိယချောလှလေးဆိုတော့ဝါသဘခတ္တိယဟာမဟာနာမမင်းကြီးရဲ့သမီးပဲလို့ဆိုပြီးပေးလိုက်ရင်ကောသလကြီးကျေနပ်လောက်တယ်ဆိုပြီးတော့နော်တာဂိဝင်မင်းသမီးစစ်ကိုမပေးဘူးအဖေရောတာဂိဝင်အမေလည်းတာဂိဝင်ဆိုတာကိုမပေးဘူးတချမ်းပဲပေးလိုက်တယ်ပေါ့ဒီလိုဆိုတာပေါ့နော်အဲ့တော့ဟိုကလည်းပါတယ်လေသူတို့ကဇက်အလွန်အလေးထားတဲ့တာဂိဝင်တွေကတော့ကြာမဟုတ်တည်းကိုပေးမှဆိုရတယ်ပေါ့မင်းမျိုးမဟုတ်ဘဲနဲ့မင်းမျိုးလုပ်ပြီးတော့ပေးမှဆိုရတယ်အဲ့တော့သူ့အဖေနဲ့ထမင်းတပွဲတည်းစားမှကျွန်နေတဲ့ဆိုမစားဘူးလေဘယ်တော့မှသူ့အဖေနဲ့ထမင်းတပွဲတည်းစားမှမင်းတို့လက်ခံရမယ်လို့အကြောင်းသိထားတယ်ကောသလကလည်းသူ့အဖေနဲ့ထမင်းတပွဲတည်းစားတာဟုတ်မဟုတ်ချိခဲ့သမီးအရင်ဟုတ်မဟုတ်ချိခဲ့ဆိုတာလာပြီးတော့ရာဇဒုတမင်းတမန်တွေကဘုရင်ကြီးမှာလိုက်တဲ့အတိုင်းကဲခတ်ကြတဲ့အခါဒါကလည်းသတင်းကြားထားတော့မဟာနာမင်းကြီးကဟုတ်ပြီထမင်းပွဲကြီးပြင်ပြီးတဲ့အခါကျတော့ထမင်းစားမလို့လက်နိုင်နေတာသမီးလာလေအဖေနဲ့အတူတူစားရအောင်ဟိုကနာဂမုံဒါရဲ့သမီးဝါသဘခတ္တိယကလည်းသမီးအရင်တော့အရင်ပဲပေါ့နော်မဟာနာမမင်းကြီးစားမဲ့ထမင်းပွဲလေထိုင်လိုက်ရောမဟာနာမင်းကြီးကိုငကိုယ်တည်းကဇက်တိုက်ထားတာအရှင်မင်းကြီးအရေးကြီးတဲ့စာတမ်းမှာဆိုပြီးတော့စာလေးတစ်လွှာလာကတ်တယ်စာလေးတစ်လွှာလာကတ်လိုက်တဲ့အခါကျတော့ကဲသမီးစားနဲ့အဖေလှုပ်ရှားရှိသေးတယ်ဆိုထားတော့ဘယ်လောက်ပါတော့အဲ့တော့ဟုတ်တယ်ဘုရင်ကြီးကသူ့ထမင်းတူတူစားနေပြီတပွဲတည်းစားတယ်ဆိုဟိုလူတွေယုံသွားပြီးတော့ဝါသဘခတ္တိယတာဝတိပြည်ရောက်သွားတယ်ဆိုဇာလံရှိတယ်လေအဲ့ဒါလို့လှည့်ကွက်ကလေးနဲ့ပေးလိုက်တာအဲ့ဒီလှည့်ကွက်တွေကြောင့်နောက်ပိုင်းကျတော့ဝါသဘခတ္တိယရဲ့တာဝိတ္တုပါကနေတာဂိဝင်မင်းတွေကိုခြေမုံရေးစစ်ပွဲလုပ်ပြီးတော့အကုန်တတ်ပစ်တာလေနာချီးချက်တွေနဲ့တတ်ပစ်တာအဲ့တော့ဒီလိုတစ်ဖက်သားကိုနာချီးလောက်အောင်လုပ်ရက်တွေလည်းပဲမကောင်းဘူးလို့ဒီလိုပြောရမှာပေါ့သို့တော်မျိုးရိုးကိုတော့သူစောင့်ထိန်နေပေါ့